ကျွန်တော်တတိယဗျာဒီလိုညဆိုပို့ရောတတိယYeah မောင်မိုက်တဲ့ညတွေထဲမှာတယောက်တည်းထိချန်တွေ့တော့စေဒီပါရောက်သားတယောက်ဟာလွမ်းနေတဲ့မှာစီမျောမြဲနေရာတိုင်းမှာမေးရမြတ်တာတာခုမှတီးတက်လာသူတို့ကျွေးတဲ့ထမင်းတွေဟာလည်းမေးဝါကျွေးလောက်မမိန်ခဲ့ပါနာကတော့ကောင်းဖို့ဝေးကိုထွက်ခါသွားဒီရောက်မှမြေကြီးကြတာများမိန်ကြီးတဲ့ချင်းတွေလည်းပြန်ကြရင်ကားလို့တာမမိုက်တော့ပါဗျာချိန်လွန်အောင်တာမေနာမှာရှိစဉ်တုန်းကအမေကိုတာကင်းစိုက်ခဲ့ပါလားဝေးရမှာမေဟာတယောက်တည်းရုပ်ကန်ကြောင်းထားပေးခဲ့မေသားကမပြီးခဲ့ဘူးဗျမေရဲ့မြတ်တာစိတ်တို့ကြီးမားလွှဲလဲမေသားဟာစိုးမိုက်မိခဲ့မေမျက်ရည်ကြအောင်လုံးမိခဲ့တဲ့ကျွန်တော်ရဲ့အမားကိုနောင်နာရမြဲအဲဒီကစလို့ကျွန်တော်ရဲ့ဘဝကိုမေရဲ့ပြုံးထွက်သက်ရှင်နေစေဒါကိုစိတ်ပူပါနဲ့မင်းရှိလို့တော့ဖြစ်ပါကျွန်တော်ရဲ့ဘဝတဲ့ကဘာမှာလှဆုံးပြုံးကိုပိုင်ဆိုင်ထားတာကျွန်တော်ရဲ့တူဒီတော့အမေပဲဝေးလာတောင်းတတဲ့ခါမေအမြဲတမ်းရှိနေခဲ့ဖေလိုရောမေလိုပါမေတ္တာများကိုပေးဆက်ခဲ့ဒီကဘာမှာချစ်ဆုံးလို့ဆိုမေကိုပဲတာမြဲရွေးမှာမေလောက်မေတ္တာဆက်မှန်တာတယောက်မှလည်းမကြုံဘူးသေးပါရန်ပင်ပန်းခဲ့မှာပဲတာရွယ်ရောက်မှတည်တယ်လားတာတရိယသေးတဲ့ဂိူနာစိတ်နဲ့ရိုက်တဲ့ထီးချက်များရင်လိုလဲငိုလို့မရဘူးမေရင်ခွင်နဲ့နှွေးထွေးစွာမေရှိရင်တိတ်ကောင်းမှပဲကျွန်တော်ရင်ခွင်ရဲ့ပဲမှာဝေးသွားမှာ